နေမကောင်းဘူးအဖွာအရန်ရိုးကျင်နေတဲ့ရောစာနောက်ဆုံးအဆင့်စားပါအောင်ဆိုတာလူမှုရေးအရာမေးတာပါတကယ်ယူစားရင်လုံးဝမကြိုက်ဘူးအဲပုံတင်လိုက်ရင်မော်ဒယ်လိုအပြင်မှာကြအကျော်တယ်လိုနဲ့ကောင်ကတော်သေးတယ်တငယ်ချင်းတွေကြားမှာရုပ်ချောပြီးဘဲကြည်နေလို့စမက်ကလုတ်ပေးတာတော့ဟုတ်ပါပြီကင်မရာကောင်းတာလေးနဲ့ရှိုက်ပေးပါလားလူစင်စစ်ကနေနာနာဘဝတန်းရောက်သွားတယ်လို့ပဲကဲမားယူလာသလားတောင်ထင်မိတယ်လုတ်ခဲ့တဲ့အမားတွေကအများလုံးတော့ဗနေရာကနေစပြီးနောင်တရမှန်းတော့မသိတော့ဘူးကို့အမားကိုဝန်ခံပြီးပြန်ချော့တဲ့မိန်းမတမိုင်းမှမရှိဘူးဘဝသင်ခန်းစာများကတော့ပြောမနေနဲ့တော့ဘဝသာကုန်သွားမယ်သင်ခန်းစာတွေကယူလို့မပြီးတော့ဘူးထားခြင်းလဲထားသွားလိုက်မေ့ခြင်းလဲမေ့သွားလိုက်ငါကတော့ဒီနေ့ကစပြီးနောက်လာမှရေပြန်ချိုးတော့မယ်ကိုချစ်တဲ့သူကရှုံးနေရတာပဲလို့ပြောကြတယ်အရှုံးတွေနဲ့နေသားကြနေတဲ့ကိုကတော့ပြုံးပြခဲ့ပါတယ်